ဒီနေ့မမတဲဝယ်လိုက်တဲ့အယုတ်လေးကိုအကောလုံးကတပိုးကြကြတယ်မမတဲအယုတ်လေးချစ်စရာလေးတကက်ကလေးအစ်စ်အတိုင်းပဲတဲ့ဟုတ်တယ်အရန်ချစ်ဖို့ကောင်းတယ်မမတဲလည်းအရန်ကြိုက်တယ်မမတဲကလည်းအတိစပင်ရှိရှိနဲ့ပုံမရုပ်တွေဆိုဘာဖြစ်လို့ဝယ်ရလဲတိလားမမတဲရဲ့တားငငယ်လေးဘေဘီဘောစီကညအိတ်တဲ့အချိန်ကျရင်နှုတ်ဘူးတောက်တယ်နှုတ်ဘူးတောက်ရင်သူကစပင်အရန်ကင်နေတိလားစပင်အရန်ကင်နေဘေဘီဘောစီလေမမတဲရဲ့စပင်ဆိုအရန်နာတယ်မခံနိုင်တော့အဲကြောင့်မို့အယုတ်မရဲ့စပင်ကိုပေးကင်တာပေါ့နော်ဟိုမှာကြည့်လိုက်ဘေဘီဘောစီအကြိုက်ဆုံးကတော့ဒီလိုအယုတ်မပေါ့နော်စပင်ရှည်တဲ့အယုတ်မအရန်ကြိုက်တယ်ဘေဘီဘောရတယ်သမီးငယ်ဝင်လာရတယ်ဘေဘီဘောစီကအရန်ကိုမကြိုက်တယ်အယုံမရဲ့စပင်ပေါ့နော်ညကြလို့ရှင်နှုတ်ဘူးတောက်ရင်အယုံမစပင်ကိုကင်ပြီးမှအဲ့လိုမျိုးနှုတ်ဘူးတောက်တယ်ဘေဘီဘောစီ